ကဲဒါကတော့အားလုံးစောင့်နေကြတယ်မိသားစု fashion ပြိုင်ပွဲပေါ့နော်မော်ဘီမှာကျင်းပထားတဲ့ fashion award ဆုကိုဘယ်သူကရသွားမလဲဆိုတာကိုတော့ဆက်ပြီးတော့ကြည့်ပြပါအောင်နော်နေပါလေမေးမနေနဲ့ရပြီရပြီငါပေးပြီရပြီတော်ပြီသွားတာရပြီဝင်တာရပြီနံပါတ်1နံပါတ်1ပြေးပြီကလုံးလိုက်နံပါတ်1ပြေးပြီအဲ့လိုပြေးတာနေမှာကြောက်38ကသွားတာနော်ဒါ fashion ဘယ်လို idea လေးနဲ့ဝင်ပြန်ဖြစ်တယ်မသိဘူးကျမတို့ကဒါဝင်တာရမယ်ဆိုတဲ့စိတ်နဲ့ကြိုင်တာပေါ့နော်ရင်ခုန်နေလားရှင်ရှင်တော့တိတ်တော့မခုန်ဒါပေမဲ့ဒါ properly ပဲသွားလိုက်တာဝါမအခုအိုက်နေလားဗျာနည်းတော့အိုက်ပါတယ်နည်းနည်းကြီးလားမရန်ပုံနေရလားတော့ချက်တိတ်နံပါတ်1ကထုတ်မလားသေးဘူးနံပါတ်1ကမှချွေးထွက်သူ9ယောက်စာစားအောင်မဟေးညာငယ်တယောက်ထွက်ပြီဟေးနံပါတ်2ရှုံးပြီတော့ရှုံးပြီဘာလဲနာဘာလဲနာဝါရှင်ရှိုးရှောက်ပြီးသွားပြီဆိုဘလို့ခံစားရလဲရှင်ခုန်နေရောနော်ပထမဆိုကိုရမယ်ဆိုတာလေကျင်းတိနေပြီဆိုလေဘာပြောရလဲအမေကောင်းပါလက်ကိုနေရကိုထိုင်မှတ်တယ်မေးဝိုင်းဆော့ကိုဘက်ကတော့လေဟာအိမ်ပြန်တော့မှာငါနံပါတ်1လေဩဘာတော့နံပါတ်1ကကျမလေးဝါဝင်းချင်းဝါဒီလိုဝိုက်ပြီးဝါကျပါပြီလေဟိုမလက်ကြရင်လော်ကာဦးရန်သွားဖြစ်လောက်လားသွားပါလေကိုကြီးပြပြမယ်ကိုကြီးကမနက်ထိနေမှာအဲ့တော့လောကဥယျာဉ်မသွားတော့လောကဥယျာဉ်ကတရိษံလေးတွေကကိုကြီးတို့အစားလာကျွေးမှာကိုကြီးမော်ပြရတယ်သွားမယ်လေပြောကြည့်လာကျွေးမယ်ကိုကြီးကျွေးမယ်နော်ဘာငါပြောသေးလားတကီမို့လို့ကဲနှစ်တကီတဲ့နှစ်တကီမို့လို့ခရနစ်တကယ်ကျွေးမလားတကယ်ကျွေးမလားနူရီရောအစုငါတို့ဂျားညက်လိုက်မိရမားပြီလားမသိလာပြီလားလာပြီအတန်ကြားတယ်သမီးတန်တော့ကြားတယ်ဟိုဂျားထဲမှာကြောင်ညာဝင်နေတယ်လို့ခံစားရတယ်တော့ကြားတယ်မဆုရေလာပြီmemory full တော့ရန်ကုန်ပြန်သွားလား memory full တော့မယ်မိုင်းဟဲ့တကယ်ကြားတော့လာပြစ်လားအဆုပတ်ခွင့်တော့မပေးဘူးဟာကိုပါဝါရှိမျက်နှာမျက်လုံးဝါဒါကပြန်လာလားဝါအဲ့လိုက်ကြောင်အဲ့ဒီကြီးလာလိုက်ကြောင်လို့ညိုးနေကောင်းကားတော့ရှိသေးရဲ့ဘလန်စီဟာကအရင်အိတ်လိုက်နေပြီဘယ်မှာအိတ်ကြံသေးလားနောက်2ယောက်တောင်ကြံသေးရဲ့တဲ့ဝင်မတိုင်းနဲ့မလေးငါလေစိမ့်ကြရင်ကြီး everyone can do ကတော့နာတော့ငါတော့စပီလိုလိုက်နာတယ်အားလုံးကဒီလိုတွေဖြစ်နေကြတဲ့အချိန်မှာဒီမှာအလောင်းကကောင်မလေးတယောက်ကစားလေးဖြစ်နေ
ကိုမမကိုလေတယောက်တည်းအဝတ်စုံလေးပဲပြည့်တယ် ဆုံးပိတ်အိတ်နဲ့လွယ်တယ် Let's go ဒီကိမဲ့ဟာ ဘာရရမ်းလိုက်တယ်ဝါနော်ခဏပြည့်ပြည့်ရှောက်ပါပြည့်ပြည့်ရှောက်ဝီပြေးပြေးငါစားပြေးနေတယ်ပြေးတော့ကမလေးနောက်ဆုံးရဲချောင်းရအောင်နော်congestion number ဝါHey guys. Okay. Okay. အဲ့နာနေမယ်ဒီဘက်လဲပါဦးကိုလဲမယ်အော်မြင်တော့ပြီးတော့ပါဟေး အဲ့ဒီရှုံးရပါဘောဒီ time ဖြစ်ပါတယ်နော် Yeah Yeah ကိုတိုက်တဲ့လူရေးခဲ့လားဟောမရှိရယ်Okay. Sorry. Hey, 这样吗？妈妈咪。 အော်ပြီးသားလေတော့မင်းဆိုရင် Yo baby. လက်ကပါလေ ပြန်လေးသွားမယ်နော်အဲ့လက်ကပါလက်လေဘာလဲချစ်တာပဲလက်ကလေးချစ်စရာလေဝါဟုတ်တယ်ဘာလဲရချစ်တာကဲစီအေးကြီးရောစိတ်ချဆက်နေရနော် ပြောပါ ပြလိုက်ပြီ Bye ဆိုင်ကမကူ 你那个没得喏。 မကူညူပဲလဲနော် စဉ်းစားမယ် နဲ့ခီးသွားရင်ခလေးခလေးမကူ မလေးပေးတော့ သိရမလေး မလေးတာထား ကနမဲလေးရမှာလားလား ဟုတ်တယ်တဲလေးလို့ရေးချလိုက်လေးမေမေ ဟာကြီးတယ် ဘလို့ကြီးတာတော့ ဟုတ်တယ် ရရရပါပြီရ အေး အစီ မနဲ့ဆက်ဝေးလေးသိရမလားအဲ့လိုမျိုးဟိုဗန်နေစာတွေဘာမသိဘူးနော်ဟွာပြအောင်နော် ဝင်နေတော့မှရံဖြစ်တဲ့လူတွေရှိရစစ်သေးရတော့ရှိရနော်ဟိုလွယ်တာကိုကြီးနော်ရံပွဲနေတာကိုကြီးနော် အေးပြော apply လုပ်ခဲ့ပြီးတော့မမရနော် အာဒီအကြောင်းမျိုးဟဲ့ဟိုဘက်ထိတ်ထားတာသမားပြောမယ်နော် ဝေးလေးပြပြရေးပါစေဘာလို့တောင်းချက်နေကြလဲဒီမှာဝီးရဲ့တာနီမကြနဲ့မတာနီကြလိုက်ဒီဘာလို့ဘယ်လာနဲ့ရင်းနေရလဲဘယ်လာဘယ်လာလဲဝီးဘယ်လာလဲချက်ပါဝီးချက်ပါတော်လိုက်တာသူ့ကင်မရာထဲမှာ तू မပါဘူး အဲ့ဒါလာလာလေနော် မကြိုက်ဘောလိုက်ဆောင်မကြိုက်ဘူး မေမေတော့ငယ်တော့ကလေးထိမ့်မယ်နော်တမဆိုးကလေးတော့မမမဟုတ်တယ်ညာကျွေးရနော်မောင်ချောစိတ်ရှိလက်ရှိပုံနေရိုက်ပေးတော့ ဟုတ်တယ် ရန်နေဖြစ်ပြနော်ပေါင်းနဲ့ငါနဲ့မမလုံးပေါင်း တကယ်စီကိုကိုအောက်က ကြားနေပြီတကယ်ကိုကိုပြရှောင်းနော်ကိုတကယ်ကြီး ဒီနေ့ ကိုတပြည့်တိုင်အောင်ဆင်းနေကိုသိရမလားကိုပြောသေးဝါအောင်လေးပါဒါနဲ့ပါဘာမချစ်တယ်ယူပါ စဉ်းစားရမ်းခန့်နေပြီကွာ ဘလော့ထွက်လို့ရနိုင်မယ်မို့နေသိပြီးတော့ fashion နဲ့ပတ်သက်ပြီးတော့ဘာတော့မလိုက်ဘူး။ဘာလို့လဲဆိုတော့တချို့က fashion တွေဝတ်လာတယ်ကွာ။ accessory ပြင်ဆင်လာတာကတော့ဘာလိုက်တာလုံးဝမဟုတ်ဘူး။ချောရဲ့ fashion ကအရင်မိုက်နေတယ်။အဲ့တော့ကျွန်တော်ချုံးပေးလိုက်တယ် မလိုက်ရဘူး ကိုယ်ကိုပြန်ပေးခဲ့လိုက်ပါ ကိုမေပြီးကိုမေလို့တော့ပါတော့ ဘွင့်လေးပြောပြရင်ဒီဘီကရင်ထဲမှာပဲရှိရဆိုင်ပေါ်မှာချောင်းနေ စီကိုအောင်လားကိုကိုအောင်စီကိုအောင်တလိုက်ကောင်းဝယ်ပေးကိုဘယ်တော့မှမထားဘူး ကျွန်တော်မရပါမှာနော် ။နောက်ဆုံးပိတ်အိမ်နဲ့လေတက်တက်ပါလား စားခြင်းနဲ့ တရားရဘူး ရရမနေလားဒီကြောင်ဆရာဆရာ
မတလဲဘူးနော် ဆရာနဲ့ကျွန်တော်နဲ့ပတ်သက်ခဲ့တဲ့နေ့တွေကမနေဘူးတော့ဆရာကျွန်တော်ပေးပါလားမပေးဘူးလား ဆရာလာပြီပြပြမယ်ဆရာမူလေးပါဒီကသမင်းဆိုင်ခေါ်နေလူတွေနဲ့တူတယ်သူကလေသမင်းဆိုင်ရလူတွေနဲ့ ဟောပါသူရဲ့ fashion ကကျွန်တော်ယောက်ျားလေး style နဲ့မိန်းကလေး style နဲ့ကွာအရင်ကြိုက်လို့ အဲ့ရမှာ နော်ရမ်းချိန်ဆောက်တာ Hello ကိုရော တဲ့ ရှင် ဘာမှမပေးတော့မှပြဿနာရှာမှာ အားလည်းရှာနေရပဲ အေးတဘိုးတော့ဒီကောက်ပြရင်ထုံသေးမထုံဘူးနော်ကိုယ်မှာပြောတော့လာရ လေးလေးဆိုတော့တခါမှစကားတော့မပြောပဲအေးစစ်စစ်နေတဲ့သူပါဒီနေ့ fashion အပြည့်ဝလာတဲ့အတွက်ကိုပေးတယ်ဒီနေ့မှာ နော်တဲ့ဒီရဲ့ကိုအုတ်ကာလေအမနန်နာလေဟေးတဲ့ရုပ်စိတ်ဆူရငါတမန် မပူနဲ့မောင်လေးငါလည်းမပါဘူး ချောတယ်ဟုတ်တယ်နန်နာဟာလျောက်ပါ ဆုံးဖြတ်ဘာလို့လဲဟာ နေရဲ့ နောက်တော့ဒီတော့ရတာ400 400 ပဲအပြည့်အဲ့လေးကိုပြန်လို့အခုကတိုင်မဝင်4ယောက်ကအမှတ်သွားတူနေရပေါ့နော်အဲ့တော့ထပ်ပြီးတော့ vote လုပ်ပါမယ် တသေးတမဲရပြီ တလားတော့ခွင့်ရှိရပေါ့ ချောတမဲရပြီချောတမဲရပြီ ခွင့်ရှိရ ချောနမဲရပြီခဏနေအောင်နော်နှစ်ဆောင်ကြံလေးရချောတဲ့ဆဲတဲ့တဲနမဲရပါလေ အဲ့ဆိုမချောနိုင်တာဗော ချောတုံးမဲ ဝိုင်းအောင်ပြီးသားလေဝိုင်းအောင်ပြီးသားမနာနာအမေလေးဖြစ်ပါလေ တို့ကမင်းတင်တာလေတို့ကကပ်ပြုတ်သွားတမဲတယ် ဟုတ်တယ်ဟုတ်တယ် တို့ကတမဲနဲ့ကပ် ပတ်စံတော့အဆူချလိုက်မယ် Best runner up ပေါ့ ဒါအပြင်မိမအောင်ကျေးဇူးတင်နေပတ်စံရှာပေးလို့ တို့ကတမဲနဲ့ကပ်ပြုတ်သွားနောက်နှစ်တွေ့မယ် Family Water Fashion Award is Su Yelena Kingအဲ့စားယူပါအောင်မယ်ဝါဟိုလေခုဒီစုလေးကိုရရတဲ့အချိန်မှာခန်းစုလေးလား စုလေးပါလေစုလေးပါဒီစုလေးပါ ဒီစုလေးလား ချမ်းတော်မိပါတယ်ဟုတ်နောက်တစ်ကိုလည်းတင်ပိုက်နိုင်မှုအတွက်စူးစမ်းတယ် ရမ်းပူနေပြီရမ်းပူနေပြီပူပူကြီးနဲ့ဝတ်ထားတယ်အေးလို့တော့မဟုတ် ဒီနော်ငါနေ့ကိုမဲပြီးတယ်ငါပစ္စည်းနေမဲရနော်ဟုတ်တယ် မသိဘူး ဘာလေးလဲစကေးပါလေးဘာလေး မီကီမောက်လေးဒီကဘုံဝင်လေးလားဟုတ်ဘူးမဟုတ်ဒါဘာလေးထားလေးဟုတ်တယ်ဟာကမင်းနဲ့နာပါ thank you ဒါကသမစုကိုသွားရှိမှာထားလိုက် ခဲနေပါပြီ ပါလေးတဲ့ဟာအဲ့လိုပြန်ရ ကောင်းတယ်လား ချောဟောက်သူရ ဘာကြီးလဲတော်တော်လေးနေရသမီးလေးဘာကြီးဘီယာ ဆိုင်ကအဲ့ဒါ ဘာလဲဘီယာလေး ပေါ်တော့ပေါ်ရှင်နေ ကြာလုံးလေး ကိုစကိုတိုင်တယ် ပေါ်ဒီကိုမမီ ဘာကြီးမပီးလဲဘာကြောင့်လုံးလဲဘာကြောင့်လုံးလဲ နောက်တာ အေးနှစ်ထုတ်တာ ဝဲစလာတာ တိလဲ ဒါလည်းဒီရုံးမှာခဏ ဘာလဲဘာပေါက်တာလဲပြပြဘလူးရလဲဒီပြမဆုသမီးသိလားအဲ့ကိုအိမ်မှာသိ ဝါ
ရေဘူးကလေးငါ့ဘာဘာမနှင်းနဲ့ဦးနာမနှင်းနဲ့ အော်နင်းနေတာတတိယဝါမေမတော့မေမတော့ဆရာတော်မလို့တော့အေးစေးအဲ့ကလေးကငါပေါ့ ကိုလေအော်ကဲအပါလေနေလားတဲ့ ကလေးလို့တိုက်တဲ့ဟာ ဘုံတိုင်းပစ္စည်းလားဘာလဲအော်ပန်ငါဘုံတိုင်း ဘယ်ဖေးငါပြောလိုက်လေ နဲ့တူတယ် ငါအိမ်ငါလည်းဒီအောင်လေ ဟာညမဖောက်ဘူးဖောက်မှာဖြစ် 1 2 ဟာလေ အဲ့အောင်လေ ဘာလာပါလဲကြည့်ရလေသူကဒီဘူးတွေဈေးကြီးရလို့ပြောထားဘူးနဲ့8000ကျော်ရနော်ကျမ ဘူးပဲပါ ပါလားဘူးပဲလားပါလေးလေ စစ်စရာတော့မှစစ်စရာလေးတွေဖြစ်မှာ ဝါအချစ်ရလေးပါအောင်လေးလေ ကြည့်လိုက်ကိုင်းကြည့်လိုက် ဝါ ဘိုး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  တုံးတယ် ပန်းငွေလေးနဲ့ ဘာအဖေပန်းဝင်မဟုတ်အခန်းရှိမှတတ်တဲ့ဟာ ရှင်းပါလေ ပါလေလက်ပံ လက်ပံ lipstick နှခမ်းနေအများကြီးအများကြီးလေဘာစီချိုးလဲအေးမပါဘူးလို့နဲ့အေးမရဆောရမှန်ထုတ်ပြတာပါအဲ့ဆိုတော့တောက်ပါမယ် ဆက် ကလေးကိုတော့တရားနောက်တစ်ပိုင်းကျမှထပ်ပြီးတော့ပြပေးမယ်เนาะအားလုံးပဲတတာ